ရောင်းဝေမိသားစုတို့အားအာရောဂံယောဂမျိုး96ပါ960 9600တောယောဂဝေဒနာတို့ကိုမချင်းလဲအနာကင်းကြလေအောင်ဒုက္ခကိုစိတ်နှပြအေးကြည်သာ၍ပြပါမချီချမ်းသာခြင်းချီကြလေအောင်အဝေရိကံမင်းရေမိခိုးသူမချင်မျိုးနဲ့ငါမျိုးတော်ရမခုခံလေအောင်အရေခန္တုရင်သာပမာကရုဏာဖြင့်ရှုကာ၍ကောက်ဘေးမြောက်လေအောင်ဒီကနေ့အဖိုးဘွားများလိုအပ်သောကြောင့်အဖိုးဘွားတယောက်လေငွေ2000ကျလာရောက်လူတန်းတဲ့ရွှေသင်းတို့အိမ်ဆောက်ပြည်စင်နဲ့လျှက်စစ်ပြည်အမျိုးမျိုးရောင်းဝယ်ရေးမိသားစုတို့ကောလန်းသွားရေလန်းသွားလေလန်းသွားလျာလာလျာအိမ်ညာထိုင်လျာမှာဘေးမတိယမခအောင်ချာနေစားမဆတော်မူကြပါစေကုန်တည်းချင်းကဒီနေ့ဒီမနာအဖွားကအဖွားအားလုံးပေါ့29ယောက်ရှိပါတယ်အဖိုးက12ယောက်ရှိပါတယ်အားလုံးပေါင်း41ယောက်ဝင်နေဆို50ပဲဟုတ်ဝင်နေ50ပေါ့နော်ဒီကဒီနေ့ကိုပါရီတာကိုလာရောက်ပြီးမှဝတ္ထုငွေလေးကလူပါတယ်ရင်းနဲ့အတူတူကောင်းမှုကုသိုလ်ထပ်ထပ်ရပါစေလို့ဒီကဆုမကောင်းတောင်းမြတ်တာဟုတ်ပါပြီအမတို့လည်းကုသိုလ်များရပါစေဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဘဝရည်သားလည်းအလှခုလိုလာရောက်လှူဒန်းတဲ့အလှရှင်တွေနော်ဒီနှစ်တမစပြီးဒီဟောပေါ့နော်ဟိုတက်ဆုံးတိုင်းအလှတန်းတွေမြဲတဲ့လုံနိုင်ပါစေကျမ်းမာချမ်းသာပါစေအနေကင်းပေးရှင်းပါစေကကြီးသုံးမမှလည်းကြော်ထားနိုင်ပါစေစတဲ့တကူလှူနိုင်တန်းနိုင်ကြပါစေရှင်ဟုတ်ဒါနေပြီးတော့ယမနာတောင်းတာဘိုးဘွားရိတ်တာပေါ့နော်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်နောင်လဲလာပြန်လာစီရှင်ဟုတ်ကဲ့အမြဲတမ်းလာလို့ပဲရှင်ဟုတ်ကျေးဇူးပါအနေကင်းပေးရှင်းကြပါစေသွားလန်းတာလူလန်းဖြောင်းကြပါစေရှင်ဟုတ်ဒီတဆုမပြရပါစေရှင်ပါပြပြီးကောင်းမြတ်တဲ့ကံစားတာများမြင့်တက်ကြပါစေဟုတ်ကဲ့ပါဟုတ်ကဲ့မင်းက